နီစာအကောင့်ကနေငွေထုတ်နည်းပြောပြပါမယ်။အခုတန်းရှော့ကန်နီစာအကောင့်ထဲဝင်လိုက်ရင်ဒီလိုစာမျက်နှာလေးတွေ့ရမှာပါ။ဒီလိုစာမျက်နှာလေးတွေ့ရင်အောက်ကိုနည်းနည်းဆွဲချလိုက်ပါ။ဆွဲချပြီးဒီနေရာလေးကိုနှိပ်လိုက်ပါ။နှိပ်ပြီးရင်ဒီလိုစာမျက်နှာလေးပေါ်လာမှာဖြစ်ပါတယ်။ဒီနေရာမှာ new kin ဆိုတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်ငွေသွင်းတဲ့နေရာပါအောက်နည်းနည်းလေးဆွဲချလိုက်မယ် shoot kin ဆိုတဲ့နေရာကိုထပ်နှိပ်လိုက်ပါနှိပ်ပြီးရင်ဒီမှာငွေထုတ်တဲ့နေရာရောက်ပါပြီကျွန်တော်18,000ကျော်ကိုအကုန်ထုတ်မှာဖြစ်ပါတယ်ဒီ18,000ကျော်လုံးအကုန်ရေးထည့်လိုက်မယ်နော်1 ရေးတာမှန်သွားပြီဆိုရင်အမှန်ချစ်လေးနှိပ်လိုက်ပါဒီနေရာမှာ U ချောနဲ့ထုတ်မှာဖြစ်တဲ့အတွက်ကြောင့်U ချောအချက်လက်တွေပေါ်နေမှာဖြစ်ပါတယ်ပြီးရင် NISA အကောင့်ရဲ့ password ၄လုံးထည့်ရမှာပါpassword ၄လုံးထည့်လိုက်ပါမယ်ထည့်ပြီးသွားရင်ဒီအနီရောင်လေးကိုပဲထပ်နှိပ်လိုက်ပါနော်အမှန်ချစ်လေးပေါ်လာရင်ငွေထုတ်တာအောင်မြင်သွားပါပြီပြီးရင်အနီရောင်ကိုပဲထပ်နှိပ်လိုက်ပါဒီနေရာမှာဘယ်နေ့ငွေရောက်မလဲဆိုတာကြည့်လို့ရပါတယ်တက်စုဇကီချူးဆိုတဲ့နေရာကိုနှိပ်လိုက်ပါတက်စုဇကီချူးနေဆိုတဲ့နေရာနှိပ်လိုက်ရင်ဒီမှာကျွန်တော်ထုတ်တာ15ရက်နေ့ထုတ်တဲ့အတွက်16ရက်နေ့ရောက်ပါမယ်သူကတရက်ကြာပါတယ်ဒီနေ့ထုတ်ရင်မနက်ဖြန်ရောက်ပါတယ်